ဆယ်စုနှစ်တစ်ခုကျော်အတွင်းကအမှု၏အခြေခံအချက်အလက်များ merits အပေါ်ပထမဆုံးအကြိမ်ကြားနာစစ်ဆေးသည့်လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုဖြစ်လာမည့်အပြင်ဂါဇာစစ်ပွဲနှင့်ပတ်သက်၍အစ္စရေးကိုတောင်အာဖရိကတရားစွဲဆိုထားသည့်အမှုအတွက်လည်းရှေ့ဆောင်သာဓကများဖြစ်လာနိုင်ဖွယ်ရှိသည်ဟုယူဆရသည် မြန်မာနိုင်ငံလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကြားနာပွဲများကိုဇန်နဝါရီလတွင်ပြုလုပ်မည်20 ဒီဇင်ဘာ2025မြန်မာနိုင်ငံအနေဖြင့်ရိုဟင်ဂျာလူမျိုးစုအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုစွပ်စွဲထားသည့်အရေးပါသောအမှုနှင့်ပတ်သက်၍လာမည့်လတွင်ကြားနာပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်းကုလသမဂ္ဂ၏အမြင့်ဆုံးတရားရုံးဖြစ်သောအပြည်ပြည်ဆိုင်ရာတရားရုံး ကထုတ်ပြန်လိုက်သည်ယခုကြားနာမှုသည်လ12ရက်မှ15ရက်အထိသို့အမှုစတင်တင်သွင်းခဲ့သည့်အနောက်အာဖရိကမွတ်စလင်နိုင်ငံဖြစ်သောဂမ်ဘီယာနိုင်ငံကလင်းတို့၏လျှောက်လဲချက်များကိုတင်ပြမည်ဖြစ်သည်ဂမ်ဘီယာနိုင်ငံသည်အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ပံ့ပိုးမှုဖြင့်မွတ်စလင်အများစုဖြစ်သောရိုဟင်ဂျာလူမျိုးစုအပေါ်မြန်မာနိုင်ငံကလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုစွပ်စွဲကာ2019ခုနှစ်တွင်တရားသို့အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်အမှုသည်တွေဘက်ကခေါ်ယူထားတဲ့သက်သေတွေနဲ့ကျွမ်းကျင်သူတွေကိုစစ်ဆေးမေးမြန်းမှုတွေပါဝင်မှာဖြစ်ပါတယ်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းမရှိကြောင်းငြင်းဆိုထားသည့်မြန်မာနိုင်ငံဘက်မှမူဇန်နဝါရီလ16ရက်မှ20ရက်အထိတရားရုံးတွင်ပြန်လည်ချေပတင်ပြနိုင်မည်ဖြစ်သည်ထူးခြားသောလုပ်ဆောင်ချက်တစ်ခုအနေဖြင့်ရသည်သက်သေများကိုစစ်ဆေးရန်အတွက်လည်း3ရက်ကြာအချိန်ပေးထားသည်အဆိုပါကြားနာပွဲများကိုမူအများပြည်သူနှင့်မီဒီယာများအားပေးဝင်မည်မဟုတ်ပေကြားနာပွဲတွေဟာအမှုရဲ့အခြေခံအချက်အလက်တွေအပေါ်အာရုံစိုက်မှာဖြစ်ပြီး